မင်္ဂလာပါပရိသတ်များရှင်အသီးရွက်တွေအသားငါးတွေဆုံဆုံလင်းလင်းပါဝင်ပြီးတော့ပူပူဆက်ဆက်အရသာနဲ့တရုတ်ဟင်းလျာကဒီကနေ့ကဘာပေါ်မှာအလွန်ရေပန်းစားနေတဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်အထူးသဖြင့်အရှေ့တိုင်းနဲ့အရှေ့တောင်အာရှတိုင်းပြည်တွေမှာပါမြန်မာနိုင်ငံမှာဆိုရင်လည်းမလာရှန်ကောဆိုင်တွေအလျိုလျိုပေါ်လာပြီးလွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာအလွန်လူကြိုက်များလွန်းလာတဲ့အစားအစာတစ်ခုအဖြစ်ရှိနေပါတယ်ဒီလိုအချိန်တိုအတွင်းမှာဘာကြောင့်လူကြိုက်များလာတာလဲမလာရှန်ကောကအကျန်းမာရေးနဲ့ကိုက်ညီရလားဆိုတာကိုပြောပြပေးချင်ပါတယ်ရှင်မာလာရှန်ကောရဲ့အဓိကပစ္စည်းဖြစ်တဲ့မာလာအနှစ်မှာအဓိကအားဖြင့်ပါဝင်တာကတော့ငရုတ်သီးချောက်ဒူပန်လို့ခေါ်တဲ့ပဲဆက်နဲ့စီချန်ငရုတ်ကောင်ကျက်သွန်းဖြူလေးညင်းစမုံစပါးစမုံနဲ့ဖာလာနဲ့ဂျင်းစင်နမွန်စားနဲ့တကြားတို့ပဲဖြစ်ပါတယ်မာလာနှစ်ထဲကပါဝင်ပစ္စည်းအများစုကတဘာဝထုတ်ကုန်တွေကြီးဖြစ်ပေမဲ့ကျန်းမာရေးနဲ့ညီညွတ်တာတွေရောကျန်းမာရေးနဲ့မညီညွတ်တာတွေပါရောနှောပါဝင်နေပြီးအဓိကအားဖြင့်အပူဆက်စာတွေကိုကြီးစူးစီးထားတာမို့အစာချေစနစ်နဲ့ဝိုင်းပိုက်ပြဿနာတွေကိုရင်ဆိုင်ရစေနိုင်ပါတယ်မာလာရှန်ကောဆိုတာကဒီမာလာအနစ်ကိုအသားတွေအသင်စားအသားလုံးတွေခောက်ဆွဲချောက်တွေဟင်းချက်စီတွေနဲ့တွဲဖက်ချက်ပြုတ်ဖန်တီးရတာကြောင့်ကယ်လိုရီပါဝင်မှုမြင့်မားတဲ့အစားအစာတစ်ခုပါပြောရရင်တော့ပိုင်မုံနေလိုပါပဲတာမန်အခြေအနေတွေကနေကွဲထွက်ပြီးရိုးရိုးရှင်းရှင်းနဲ့ကိုထူးခြားနေတာမျိုးပါမာလာရှန်ကောတွေကလည်းလူရီဆွဲမဲ့သွားစေတဲ့အရန်သာတစ်မျိုးကိုပိုင်ဆိုင်ထားပါတယ်ဆက်တဲ့ပူတဲ့အစားအစာတွေအများကြီးရှိပေမဲ့မာလာရှန်ကောလောက်တော့လူတွေကိုဆွဲဆောင်နိုင်စွမ်းမမြင်လာပါဘူးစိတ်ပညာသဘောရဆိုရင်တော့လူတွေကအရာသာကြောင့်အစားအစာကိုနှစ်သက်ကြတာဖြစ်ပေမဲ့အရာသာထပ်ပိုကဲပြီးစိတ်ခံစားချက်တစုံတရာတို့ပါနိုးစော်နိုင်တဲ့အစားအစာတွေကိုပို့ပြီးတော့နှစ်သက်တတ်ကြတယ်လို့ဆိုပါတယ်မာလာရှန်ကောကိုဆိုရင်လည်းပူလိုက်တာဆက်လိုက်တာစထရက်စကားတွေနောက်မှာရှာကိုတဟူးဟူးမုံရင်မကုံမချင်းစားမိသွားတတ်ကြတာလူတိုင်းနေပါပဲမာလာရှန်ကောကိုဆွဲဆောင်မှုဖြစ်စေတဲ့နောက်ထပ်တစ်ချက်ကတော့ပါဝင်ပစ္စည်းတွေထဲကစီချန်ဒေတာထွက်ငရုတ်ကောင်းမှုဖြစ်ပြီးတော့သူ့ရဲ့အပူဆက်ရတာကဒီအစားအသောက်ရဲ့အသက်လို့တောင်ဆိုကြပါသေးတယ်မာလာရှန်ကောမှာအဓိကကျန်းမာရေးနဲ့မညီညွတ်စေတာကအစီနဲ့ဖြည့်ဆွက်အမယ်တွေပါစီရီအသားတွေအစီများတဲ့ဝက်သားတွေအသင်ပြုပြင်ထားတဲ့အသားလုံးတွေအပူဖြည့်ဆွက်ထားတဲ့အစားနဲ့တကြားတွေကကျန်းမာရေးကိုထိခိုက်စေပါတယ်ဒါပေမဲ့ဒါတွေကိုဖယ်လိုက်ရင်ကျန်းမာရေးနဲ့ညီညွတ်သွားမယ်လို့တော့မဆိုလိုပါဘူးသူရဲ့အနှစ်မှာငကိုပါဝင်နေတဲ့ပစ္စည်းတွေကဘိုင်မကောင်းသူတွေနဲ့မတင်လျော်လာပါဘူးရှင်ကိုရိုင်းအိမ်မှာလှူစားမယ်ဆိုရင်တော့လက်ဆက်တဲ့အသီးရွက်တွေအသားငါးတွေကိုအဓိကအသုံးပြုပြီးစီဟင်ခတ်မုံနဲ့အစားတွေကိုပမာဏနည်းနည်းသာထည့်သွင်းပြီးတော့မာလာရှန်ကောကိုချက်ပြုတ်စားတောက်နိုင်ကြတာပဲဖြစ်ပါရဲ့ရှင်